ကျွန်တော်တို့စင်ကာပူမှာရှိတဲ့မြန်မာမိသားစုတွေကနေပြီးတော့မိကွန်းတွေကို online ကနေဖိတ်ခေါ်ခဲ့ပါတယ်။ဖိတ်ခေါ်လို့ရတဲ့မိကွန်းတွေကိုမှတူအားပေါင်းဆက်တာတို့လိုအပ်တယ်လို့ကျွန်တော်တို့ပြင်ဆင်ပြီးတဲ့အခါမှာ online မှာပဲကျွန်တော်တို့ voting တင်ခဲ့ပါတယ်။အဲ့ထက်ကမိကွန်း၄ခုကအမေတင်ဆုံးဆိုပြီးတော့ voting ရတဲ့အတွက်အဲ့ထက်ကနေပြီးတော့မိကွန်း၄ခုကိုကျွန်တော်တို့မေးခွင့်ပြုပါခင်ဗျာ။နံပါတ်1မိကွန်းအနေနဲ့အခုလက်ရှိမှာတက်ငယ်မရိမှုတွေတိတ်ကိုများပြားနေပါတယ်နိုင်ငံမျိုးဆက်တစ်ကလေးတွေဖြစ်တဲ့ဒီကလေးတွေအတွက်လုံခြုံစိတ်ချမှုနဲ့ဒီမှုတွေအတွက်ဘယ်လိုများစီစဉ်ထားတာတွေသို့မဟုတ်ရှေ့လုပ်ငန်းစဉ်များကိုသိကျင်ပါတယ်အဲ့ဒီကိစ္စဟာကျမတို့ဟာဥပဒေနဲ့ဆိုင်တဲ့ကိစ္စလည်းဖြစ်ပါတယ်လူမှုရေးနဲ့ဆိုင်တဲ့ကိစ္စလည်းဖြစ်ပါတယ်ဒါတစ်ဖက်ကဥပဒေရေးရဆိုလို့ရှိရင်ဒီလိုအမှုတွေအတွက်ဘယ်လိုပုံစံနဲ့ဥပဒေရေးရအရေးယူရမလဲဆိုတာနောက်ဆုံးကြတော့ဒါလွှတ်တော်ကဆုံးဖြတ်ရမှာပါဒါပေမဲ့ဒါလူမှုရေးကိစ္စတစ်ခုလည်းဖြစ်ပါတယ်ဘာကြောင့်ဒီလိုတက်ငယ်တွေကိုဗလင်းကြီးတဲ့အပြုတဲ့မှုတွေဘာလို့လောက်များနေတာလဲကျမတို့ရဲ့လူမှုအတိုင်းဝိုင်းမှာဘာအားနည်းချက်တွေရှိလဲဆိုတော့ကျမတို့ပြန်ပြီးတော့ကြည့်ဖို့လိုပါတယ်ဒါဟာမိသားစုစနစ်နဲ့ဆိုင်လားကလေးတွေကိုတည်ချာမဆောင်ရှောက်တာနဲ့ဆိုင်လားပတ်ဝန်းကျင်ကစိတ်ထားတွေကကြမ်းတမ်းလာတာလားကြမ်းတမ်းလာတာဆိုတော့ဘာကြောင့်လဲဥပမာမူရစေဝါကြောင့်ဖြစ်တာလားဒါမှမဟုတ်ဒီလိုအခုခေတ်မှာဆိုရင်အမြဲပဲကြည့်လို့ရတဲ့အမျိုးမျိုးဗီဒီယိုတွေပါကြည့်စာအုပ်တွေပါဖတ်ပြီးတော့စိတ်တွေကမငြိမ်သက်ဖြစ်လို့လားအဲ့ဒါကိုကျမတို့ကအကြောင်းရင်းကိုရှားရပါမယ်ပြဿနာတစ်ခုကိုဖြေရှင်းခြင်းလို့ရှိရင်ဘာကြောင့်ဒီပြဿနာပေါ်ထွက်လာတယ်ဆိုတာကိုကျမတို့ရှားမှာဖြစ်ပါတယ်အဲ့ဒါကိုကျမတို့လူမှုရေးဘက်ကနေပြီးတော့ကျမတို့ဒါကိုလေ့လာပါမယ်လေ့လာပြီးတော့ဘယ်လိုကျမတို့အဖက်ကနေပြီးတော့ခြေလှမ်းတင်လဲဆိုတာကိုဆုံးဖြတ်ပါမယ်ဥပဒေတွေထုတ်ယူနေမလုံလောက်ပါဘူးဥပဒေအရာအရေးယူတာတတ်ပါဒါနဲ့တွေမပြီးပါဘူးတကယ်ကျမတို့လောက်ရမှာဒီလိုကိစ္စတွေအမြင့်ကိုကျမတို့ကနေပြီးတော့အမြင့်ကနေကိုပြီးတော့လှန်ပလိုက်ရမှာဖြစ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်တာလဲမဖြစ်အောင်ဘယ်လိုလုပ်ရမလဲအားလုံးမှာလည်းတာဝန်ရှိတယ်ဆိုတာကိုကျမစောစောကပြောသလိုပေါ့ဘာကိစ္စပဲဖြစ်ဖြစ်နိုင်ငံတနိုင်ငံမှာအောင်မြင်အောင်လုပ်လို့ရှိရင်အားလုံးမှာတာဝန်ရှိပါတယ်ပတ်ဝန်းကျင်မှာတာဝန်ရှိပါတယ်ရရွာမှာတာဝန်ရှိပါတယ်မိဘတွေမှာတာဝန်ရှိပါတယ်ကလေးတွေကမိဘတွေဘယ်ရောက်နေလဲဒီလိုဖြစ်တဲ့အခါမိဘတွေကအလုပ်လုပ်နေရလို့လားဒါဆိုရင်စီးပွားရေးနဲ့ဆိုင်တယ်ပေါ့မိဘနှစ်ယောက်စလုံးအလုပ်လုပ်မှစားနိုင်တောက်နိုင်တဲ့အခြေအနေရှိလို့လားဒီတော့မိဘတွေကအလုပ်လုပ်နေတဲ့အခါကျရင်သားသမီးတွေကိုဘယ်လိုထားပစ်ခဲ့လဲပတ်ဝန်းကျင်ဝိုင်းပြီးတော့မဆောင်ရှောက်ပေးဘူးလားမိဘတွေရောသူတို့သားသမီးတွေလုံခြုံအောင်လို့အစီအစဉ်တွေမလုပ်နိုင်ဘူးလားဘာကြောင့်မလုပ်နိုင်လဲမလုပ်နိုင်လို့ဆိုလို့ရှိရင်အစိုးရကဘယ်လိုပုံစံနဲ့ဖြည့်ဆည်းပြီးတော့ကူညီပေးရမယ်ကလေးထိန်းဖို့ကလေးထိန်းဌာနတို့စသဖြင့်ပေါ့နော်ဒီလိုနေရာတွေပို့ပြီးတော့လိုလို့လားပတ်ဝန်းကျင်ကရောဂိမ်းမဆိုင်ဘူးလားဒါအမျိုးမျိုးကျမတို့စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့အဖြေတစ်ခုတည်းမရှိပါဘူးတချို့ကတော့ဘာဖြေစေခြင်းလဲဆိုတော့ဒီလိုရာဇဝတ်မှုကျူးလွန်တဲ့သူတွေကိုအပြစ်ဒဏ်လေးကြီးမားမားကြီးပေးရမယ်ပေါ့နော်ဒါပဲပြောနေတယ်ဒါတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဒါလည်းလိုအပ်တယ်လို့အပြစ်ဒဏ်ဟာကြီးတဲ့တော့ကြီးဖို့တော့လိုပါတယ်ဒီလူမှုရေးအရာဒီလိုကိစ္စတွေမဖြစ်ပေါ်အောင်ကတော့ကျမတို့အားလုံးကဝိုင်းပြီးတော့အဖြေရှာမှာဖြစ်ပါတယ်လို့ပြောပြရစီကျေးဇူး